နော်ကျွန်တော်အမှားရှာတာဗာတွေ့လေဆိုတော့နမူနာပေါ့နော် cost of revenue ဒီ refrigerator parts မှာပေါ့နော်ကျွန်တော်ဒါဟို revenue နဲ့ cost နဲ့တော့ကျွန်တော်ဒါနှိုင်းယှဉ်လိုက်တာပေါ့နော်ဒီမှာဆိုရင်1950ပဲဒါ revenue ရှိရပေါ့နော်ဒါပေမဲ့ဒီမှာသူ့ရဲ့ cost က8000ကျော်လောက်ထွက်တယ်နော်တေးကြတယ်ခုန reasonable တော့မထွက်ဘူးအဲ့တော့ကျွန်တော် channel လေးကြောက်ဖွင့်လိုက်တယ်ပေါ့နော်အဲ့တော့ channel တော့ဒီထဲမှာကျွန်တော်အမောင်ငားတဲ့ဟာပေါ့နော်ဒီကိန်းကနန်းတွေအရန်ငားနေဟာဆိုတာကျွန်တော်တို့ဒါကြည့်ဖို့လွယ်ဒီမှာဆိုတေးကြတယ်မှာကိန်းကနန်းတော်တော်ကြီးကိုဒါကျွန်တော်တို့ထောင်တက်နေတာပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်ကနော်ဒီ channel ကိုဖွင့်လိုက်သူ့ရဲ့ဒါ POS number ကဒီ number ပေါ့နော်ဒီ number ကလာတာနော်အဲ့တော့ကျွန်တော်ကဒီ link တစ်ခုနဲ့ကျွန်တော် point of sale ကိုနော်ကျွန်တော်သွားကြည့်လိုက်ဒီ POS order line ပေါ့နော်အဲ့မှာကျွန်တော် add custom filter မှာသူ့ရဲ့ခုန session number ပေါ့နော်ဒီကောင်ကျွန်တော်ထည့်လိုက်ထည့်ပြီးတော့ set ဆိုတာလေအဲ့ဒီရဲ့ session ကြာလာလိမ့်မယ်နော် session ကြာလာပြီးမှကျွန်တော်ဒီမှာနော်ဒီ product ဘာမှားနေရလဲဆို unit price မှာတစ်ချက်ထွက်ပြီး quantity က2,6500ဆိုထွက်အဲ့အကြောင်းမို့ဒီမှာသူ့ရဲ့နော် cost တွေက value ကြီးကတော်တော်ကြီးကိုထောင်တက်နေနော်ဒီလိုအမှားတွေကြောင့်မို့ဒါကျွန်တော်တို့ကဒါဟိုရောင်းစရာတစ်ချက်ထွက်ပြီးတော့နော် cost တွေကအများကြီးကျော်တာတက်နေတာပေါ့နော်အဲ့မှာဆိုဒီ product ကိုကြည့်လိုက်တာကျွန်တော်တို့ဒါသိရလိမ့်မယ်နော်အဲ့တော့ cost က268တောင်ဒါပေမဲ့သူတို့ quantity ထည့်ထားတာကဘယ်လောက်2သိန်းကျော်ကြီးတောင်ထည့်ထွက်ထားတာနော်ရောင်းစရာတစ်ချက် cost ကတလောက်ဆိုတော့အဲ့မှာကျွန်တော်ဒါမလိုအပ်ပဲဒါ system မှာเนาะဒါကျွန်တော် error တွေတက်နေဒီလိုပုံစံရှာလို့ရတယ်เนาะ